Okay, now I'm almost late. Only 5 minutes left for go walk, but it's fine. This is my touch-up makeup, and then I need to fix my hair. I already wear the sunscreen for the body, and the perfume as well. And the perfume is same like before. I used this Arabic perfume, but I don't know this name. But it's really nice. And this is my Apple Watch. Okay, I will drink the coffee at work. This is better. Okay, so let's go. Now 12 a.m. I eat here rice, browns, and the pork, sweet pork. Okay, Bashin, tomorrow never be an arrow. I could to me, Sunny, I want to me, me chappy like the person. What you want, Eva? Taro, Dolia, or G or Sicha Massa, I Jama drop us your booby like that. Arane. ဒီမှာ time တီးပါ time တီးရတော့ကျွန်မတောက်ထားပြီးသား auto clear ချစ်စီရတယ်ဆိုတော့ကျွန်မစားလိုက်ပါမယ်ရှင်မနေ့ညတော့ကျွန်မ morning shift ဆိုတော့ကျွန်မစောလေးထားမယ်ပေါ့နော်ဆိုတော့စားကြပါဦးအမေချက်ကျွေးရဟင်းအကောင်းဆုံးပဲပါနော်ဆိုတော့ကျွန်မကတော့အတော်ဝယ်ကျွေးရဒီGOC ကြလဲစားပါမယ်ကျွန်မက GO မကြိုက်ဘူး GOC ကြတော့ကြိုက်တယ်အဲ့တော့သူကကျွန်မကို GOC ကြမှာပေးထားတယ်ဒါလေးလဲစားပါမယ်ဒီညကတော့ဒါပါပဲဘာမှ update ထူးထူးခြားမရှိပါဘူးဒီနေ့ကတော့ဂျွန်9 ရက်နေ့မနက်7 နာရီပါကျွန်မဒီနေ့ morning shift ဆင်းရပါဘူးနော်ကျွန်တော်ညလုံးမိတာပါကျွန်မမျက်လုံးကြည့်ရတဲ့သေးပါတယ်ဆိုတော့ကျွန်မကို skin care နဲ့ makeup လုပ်မယ်ကျွန်မရှိချိုးပြီးပြီးရင်ကျွန်မအလုပ်တော့မယ်အမှန်တော့ဂျူတီယာကိုနိုင်မှာပေါ့နော်ဒါပေမဲ့ကျွန်မပေါ်နေရှိဆိုရင်ကျွန်မအမြဲတမ်းနိုင်ဝတ်တနိုင်လောက်ဆိုပြီးတော့သွားလေးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မအိမ်မပြောလို့ပေါ့နော်ဆိုတော့အိမ်မပြောမယ်တူတူစောလေးထားပြီးတော့အလုပ်မှာတယောက်တည်းလေကောင်းလေးတန်းယူပြီးတော့အလုပ်လုပ်လေးရှိပေါ့နော်ကျွန်မသူများနဲ့အတူတူအလုပ်လုပ်ရတာတယောက်တည်းအလုပ်လုပ်ပို့ပြီးတော့ကြိုက်ပါတယ်သူများနဲ့အလုပ်လုပ်ရတာစကားဆောက်ရမ်းများလို့ပေါ့နော်ကဲဆိုတော့ကျွန်မဒီနေ့တော့မနက်စာဦးကျွန်မနွားနို့ဝယ်ထားတယ်နွားနို့နဲ့ကြောက်ဦးပြုတ်စားရပါမယ်ပုံမှန်ဆိုရင်မနက်စာစားလေးမရှိဘူးဆိုတော့အလုပ်ကိုပဲယူသွားလိုက်ရင်ကောင်းတယ်အလုပ်ရောက်မှစားမယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းကျွန်တော်အလုပ်မှာ sandwich ဝယ်စားလိုက်ပါမယ်ကျွန်မဒီလိုအရင်ဒီ chicken sandwich စားကြည့်နေဆိုတော့ကျွန်မကြည့်လိုက်အောင်မယ်ကျွန်မရဲ့မူဆိုတော့ကျွန်မဒီခါကတော့ဘယ်နှစ်နိုင်ပဲအိတ်ထားတယ်ကျွန်မနိုင်ဘွက်လောက်ပဲအိတ်ထားတယ်6 နိုင်ခွဲလောက်မှကျွန်မအိပ်ပျော်သွားတာပြီးတော့ကျွန်မ9 နိုင်ကိုအလံပေးထားတယ်9 နိုင်ကိုအလံပေးပြီးတော့ပြန်အိပ်လို့မရတော့ကျွန်မဟိုလဲနေပေါ့နော်ဆိုတော့ဒီနေ့ကကျွန်မဆန်းဆက်လေးနဲ့တူတူဆန်းဆက်မဟုတ်ပါဘူး sunshine လေးနဲ့တူတူကျွန်မအလုပ်လုပ်ပါမယ် sunrise လည်းမဟုတ်ဘူးเนาะကျွန်မမနက်စောကြီးလည်းမဟုတ်တာဆိုတော့ကဲဆိုတော့ကျွန်မဒီနေ့9 နိုင်ပြန်ရမယ်
တွေပါတိတ်မပြင်းခဲ့ဘူးပေါ့နော်သူကလည်းမနက်ပိုင်းကိုလုံးလုံးကကြိုက်လဲဆိုတော့ဘာမှမရှိဘူးပါဘယ်သူမှမရှိပါဘူး customer တွေကသူကဒီမှာကိုယ်ွယ်စေဘွေးတော့ပေါ့နော်စေဘွေး17လောက်မှာသူကလာကြတာပြီးလို့ရှိရင်လည်းသူကတိတ်ပြီးတော့မနက်စာရေးပါလေဆိုရင်ဒီမှာစားလေးမရှိဘူးဒီမှာဟိုတယ်ရှိရဆိုတော့သူကလည်း breakfast တွေစားတယ်ဆွဲခါကြတော့ကျမမော်နီရှိကိုစိုက်ပါတယ်ဘူးမှလည်းတိတ်စိတ်ရင်ဖြစ်စရာလူလည်းမရှိလို့အာယုံလိုက်စရာလူလည်းမရှိပါဘူးဒီဆိုရင်ကျမဆိုင်ဆောက်ဖို့လိုက်ပါဦး